ငါးပွဲဆက်တိုင်းအနိုင်ရရှိဖို့ရှိနေတဲ့လီဗာပူး2026ရဲ့ပွဲအစလို့ပြောလို့ရတဲ့ပရီးမီးယားလိပွဲစဉ်19မှာတော့ကျွန်တော်တို့လီဗာပူးအသင်းနဲ့လီယူနိုက်တက်အသင်းတို့ရဲ့ပွဲကြိုခံမှန်းချက်လေးတွေကိုပြုလုပ်သွားမှာဖြစ်ပါတယ်။လီဗာပူးအသင်းအနေနဲ့အခုဒီရာသီမှာပထမပိုင်းမှာတော်တော်လေးလည်းအခြေအနေတွေဆိုးနေတယ်။ခုနောက်ပိုင်းမှာကတော့ဖောင်လေးလည်းတော်တော်ပြန်ကောင်းလာတယ်ပေါ့နော်။အဲဆိုတော့ဒီတစ်ပတ်မှာတော့ကျွန်တော်တို့လီယူနိုက်တက်အသင်းနဲ့ကျွန်တော်တို့ရဲ့အိမ်ခွင်းအန်ဖီမှာလာရောက်ကစားတော့မှာပဲဖြစ်ပါတယ်။အဲဆိုတော့ဘယ်လိုအခြေအနေရှိနိုင်လဲဆိုတာကျွန်တော်တို့နဲ့အတူတစ်ချက်လောက်လိုက်ကြည့်ကြအောင်ပေါ့နော်။အခြေအနေကတော့ခုကသိတဲ့အတိုင်းပဲကျွန်တော်တို့လီဗာပူးအသင်းမှာကဒိုင်ယာရလူစင်းတွေလည်းရှိတယ်ပြီးရင်မော်ဆာလက်တို့ဘာလို့ဆိုရင်သူတို့ရဲ့အခုနိုင်ငံအသင်းတွေကိုပြန်ပြီးတော့ကန်နေတဲ့အနေအထားမှာရှိတယ်ဒါပေမဲ့effective ကတော့အဲ့လိုကြီးတော့မရှိဘူးလို့တော့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့လူစားသူတို့ရဲ့နေရာမှာအစားထိုးနိုင်မဲ့လူတွေတော့ရှိတယ်ပေါ့နော်အခုအချိန်လေးရဆိုရင်တော့ကပ်ဘိုတို့ကော်နာဘတ်တလီတို့ကတော့ပြန်တော့ကောင်းနေပြီဗျာဒါပေမဲ့50-50ပေါ့ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီလီယူနိုက်တက်နဲ့ပွဲမှာဘယ်လိုရလဒ်တွေထွက်လာမလဲဆိုတာကိုတစ်ချက်လောက်အသုံးသပ်ကြည့်အောင်ကျွန်တော်တို့လီယူနိုက်တက်နဲ့ကျွန်တော်တို့နဲ့ဆိုရင်လွန်ခဲ့တဲ့2ပတ်3ပတ်လောက်ကမှလီယူနိုက်တက်နဲ့တွေ့ထားဗျာဒါပေမဲ့လီယူနိုက်တက်နဲ့ကသူတို့ရဲ့အိမ်ဝင်းမှာကျွန်တော်တို့တွားပြီးတော့ကစားရတယ်အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့က3-3နဲ့တေးကြခဲ့တယ်ပေါ့နော်ဒီတစ်ပတ်မှာကတော့ကျွန်တော်တို့လီဗာပူးအသင်းကအိမ်ဝင်းလည်းဖြစ်တယ်နှစ်အစမှာအာနီစလော့အနေနဲ့အနိုင်3မှတ်ကလွှဲပြီးကြံတာတော့မလိုချင်ဘူးလို့တော့ထင်တယ်ပေါ့ခုကစားသမားအနေထားပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒိုင်ယာလူစင်းမှာအခုဖရင်ဖောင်တို့ဘာလို့ပြန်ကောင်းလာပြီဗျာကော်နာဘတ်တလီကလည်း50-50အချိန်နေရှိမယ်ပြီးရင်ဂတ်ဘိုကလည်း50-50ပဲဒါပေမဲ့ပါလာမပါလာနိုင်တော့တခြားမသိဘူးဒါပေမဲ့သူတို့ရဲ့နေရာမှာအခုအစားဝင်မဲ့ကစားသမားတော်တော်များများတော့ရှိတယ်အနေထားတော့ရှိတယ်အဲဆိုတော့အရင်တော့လွယ်မယ်လို့တော့မထင်ဘူးအာနီစလော့အနေနဲ့တီးတသားကြီးခုနောက်ဆုံး5ပွဲမှာကျွန်တော်တို့အနေနဲ့4ပွဲထိနိုင်ထားတယ်ဗျာ4ပွဲနိုင်ထားတယ်တပွဲတည်ကြတာအဲဆိုတော့တော်တော်လေးလည်းအဆင်ပြေလာပါပြီအဆင်ပြေတယ်ဆိုပေမဲ့လည်းအရင်အဆင်ပြေနေရတော့မဟုတ်ဘူးဟိုတစ်ပတ်ကဆိုရင်ကျွန်တော်တို့ဟိုဘာနဲ့အသင်းနဲ့ကစားခဲ့တယ်ပေါ့နော်ဟိုဘာနဲ့အသင်းနဲ့ကစားခဲ့တဲ့အချိန်မှာတော့မှပဲကျွန်တော်တို့လီဗာပူးအသင်းကအရင်ဗျာအရင်ကောင်းလာတဲ့အထက်မှာတော့မပါဘူးဒါတော့မှပဲပထမပိုင်းလောက်ပဲဘောလုံးကိုထိန်းချုပ်ကစားတယ်တောင်ပန်တွေကနေပြီးတော့တော်တော်လေးအလုပ်ဖြစ်တဲ့အနေအထားနဲ့ပဲတွေ့ရတယ်ပေါ့နော်အရင်ကစားသမားတွေအနေနဲ့ခြေစွမ်းပြတာမျိုးတော့မရှိဘူးကွင်းလေလောကကောင်းကောင်းနဲ့ဖြတ်တင်ပေါ်ကောင်းကောင်းလုပ်နိုင်ခဲ့လို့သာဟိုဘာနဲ့အသင်းနဲ့ပွဲမှာအဆင်ပြေခဲ့လို့တော့ထင်တယ်အဲဆိုတော့လီယူနိုက်တက်အသင်းဆိုတာလည်းတည်တဲ့အတိုင်းပဲအသင်းကြီးတွေနဲ့တွေ့ရင်သူကတော်တော်လေးဒုက္ခပေးတတ်တဲ့အထက်မှာပါတယ်ဗျာသူတို့ရဲ့ကစားပုံကတော့တည်တဲ့အတိုင်းပဲခန်းစစ်ပေါ့နော်ခန်းစစ်ပုံစံမျိုးကစားမယ်တကယ်အသင်းအနေနဲ့တွေ့မယ်ဆိုရင်တော့သူတို့ကခန်းစစ်ပုံစံမျိုးလဲကစားနိုင်တယ်ပြီးရင်ဒီကောင်တွေကကောင်နာတက်ပေါ့နော်ကောင်နာတက်အရမ်းမြန်တဲ့အသင်းဆိုတော့အရမ်းလွယ်မှာတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ကဘောလုံးကိုကိုင်းပြီးကစားတယ်ပြီးရင်စန်နာဘတ်တွေအနေနဲ့ကလည်းကွင်းလယ်လောက်ထိကိုတက်ပြီးဖိတဲ့အနေအထားမှာရှိတယ်ပေါ့နော်ကွင်းလယ်မှာဘောက်တူဘောက်အနေအထားတွေပုံစံမျိုးတွေလုပ်မယ်ပြီးရင်တောင်ပန်ကိုထိုးမယ်တောင်ပန်ကနေချိုးမယ်ပေါ့အဲ့ချိန်မှာတကယ်လို့သာဘောလုံးပြတ်သွားတာတို့ဘာလို့ရှိမယ်ဆိုရင်တော့လီယူနိုက်တက်ကတိုင်မြန်တိုက်စစ်ပေါ့နော်ကောင်နာအက်တွေကအရမ်းမြန်နေဆိုတော့အဲ့ဒီတစ်ချက်တော့နည်းနည်းကြောက်ရမယ်အဲ့ဒီအနေထားမှာရှိရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့ကွင်းလယ်မှာတော်တော်လေးအတွဲညီတဲ့အတွဲကိုတော့သုံးသိခြင်းတယ်ပေါ့ဒါပေမဲ့အခုတဖန်ပြန်ပြီးတော့ကောင်းလာတာဘာလဲဆိုတော့ကျွန်တော်တို့ခုကစူပိုစလိုင်းတို့ပြန်ပြီးတော့အဝါကတ်ပြစ်ဒဏ်ကနေပြီးခုပြန်ပါလာလို့ရတာတခုကတော့တော်တော်လေးအဆင်ပြေတယ်လို့ထင်တယ်ဒီဘက်မှာလည်းကောင်းကောင်းလေးကစားနိုင်မလို့တော့ထင်တယ်ပေါ့ဒါကြောင့်မို့လို့လီယူနိုက်တက်အသင်းအနေနဲ့ကလည်းတော်တော်လေး short တွက်လို့ရတဲ့အထက်မှာတော့မပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့အနေနဲ့ကလည်းချယ်ဆီလိုမျိုးအသင်းတော်မှာပဲ3-1နဲ့တိတ်ထားတာဗျာသူက3-1နဲ့တိတ်ထားတဲ့အနေအထားတွေရှိခဲ့တယ်ပေါ့နော်အဲဆိုတော့ကိုလီယူနိုက်တက်အသင်းကနောက်ဆုံး5ပွဲမှာ3ပွဲတည်ကြပြီးတော့2ပွဲအထိနိုင်ထားတယ်နိုင်ထားတဲ့ပွဲတွေကလည်းတကယ်ချယ်ဆီကို3-1နဲ့နိုင်ထားတယ်ပြီးရင် Crystal Palace အရန်ကောင်းပါတယ်ဆိုတော့ကောင်တွေကိုမှသူတို့ကတိတ်ထားတာ Crystal Palace ကိုလည်း4-1နဲ့တောင်တိတ်ထားတာဒါဆိုတော့တော်တော်လေးဖောင်ကောင်းနေတဲ့ထဲမှာပါတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်အနေနဲ့ကတော့အာနီစလော့အနေနဲ့ short တွက်ဖို့တော့မစင်စားနဲ့ပေါ့နော်ကွင်းလေကိုတေချာလေးထိန်းချုပ်ပြီးတော့အဲ့ဒီလီယူနိုက်တက်ရဲ့တိုင်မန်တိုက်စစ်တွေကိုတေချာလေးတစ်ဖက်နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ပွဲလိုပဲပြောချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအိမ်ပွဲလည်းဖြစ်တယ်ပြီးတော့ပရိသတ်အားနဲ့ပြီးတော့အာသွန်ခွန်ဆိုင်ကန်နိုင်နေဆိုရင်တော့ဒီပွဲကကျွန်တော်တို့ပွဲလိုပဲမှတ်ယူချင်ပါတယ်အဲဆိုတော့ညီကိုတို့အနေနဲ့လည်း
ဒီပွဲမှာဘယ်လိုတွေဖြစ်လာနိုင်လဲဆိုတာကိုပြီးရင်ဘယ်လိုရလဒ်တွေထွက်လာနိုင်လဲဆိုတာကိုတော့ comment မှာရေးသွားလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်